အောင်မြင်ကြီးပွား14ပါးအောင်မြင်ဖို့ကြီးပွားဖို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလို့လည်းပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါမှာနံပါတ်1ကဘာလို့ဆိုပฏิရူပဒေသဝါဒတင့်တယ်လျောက်ပတ်တဲ့ကိုယ်နဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုယ်ပဲနေရာမှာပဲမွေးနော်ကြီးပွားတိုးတက်ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတိုးတက်ချင်မှတိုးတက်မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုကိုယ်နဲ့တင့်တော်တဲ့နေရာကိုနေထိုင်တဲ့အခါမှာလူတွေဟာကြီးပွားတိုးတက်လာတော့ကြီးပွားတိုးတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်ဆိုတာကြားဘူးကြမှာလေတော်တဲ့ကလေသမားသားလေတော်တဲ့မှာနေတာအေးမြို့တက်လာပြီးတော့ပညာတွေပါသင်နောက်ဆုံးမှသမ္မတထီအောင်ဖြစ်သွားတောမှနေရင်တော့တောသက်ကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်ဇာတာကောင်းတော့တောနေတောသက်ကြီးပဲဖြစ်သမ္မတထီအောင်မဖြစ်ဘူးနေရမှန်မှုလိုတယ်လို့ဆိုလို့အဲ့တော့ပฏิရူပဒေသဝါဒကိုယ်နဲ့တင့်တော်လျောက်ပတ်တဲ့အယတ္ဒေတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးကအင်တန်မှအားလုံးကိုခြုံငုံပြီးတော့ဟောတာပฏิရူပဒေသဆိုကိုယ်နဲ့တင့်တော်တဲ့အယတ်ဆိုတာကိုဘာလုပ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရကိုဘာဖြစ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရပฏิရူပဆိုတာကိုယ်နဲ့တင့်တော်တဲ့ဒေသဆိုတာအယထာဏဝါဒနေထိုင်တာအဲ့ဒါနေထိုင်ရမယ်ဆိုတော့ဒါဖြင့်ကိုဘာလို့ချင်တာတော့ဆိုတဲ့ပုံမှာကိုနဲ့တင့်တော်တာရွေးရမယ်ဆိုတော့စီးပွားရှာကျင်တာလားပညာသင်ကျင်တာလားကျမ်းမာရေးတိုးတက်စေချင်တာလားသို့မဟုတ်နိဗ္ဗာန်ရောက်အောင်တရားထုတ်ချင်တာလားဟောကိုယ့်ရဲ့ရည်ရွယ်ချက်တွေပေါ့နော်ပါဠိမန်အမတ်ဖြစ်ချင်တာလားသမ္မတဖြစ်ချင်တာလားဟောတခုစီကိုယ့်ရဲ့ရည်ရွယ်ချက်တွေအတိုင်းပဲကိုတင့်တော်တဲ့နေရာတစ်ခုရွေးရဒီလိုဆိုလို့ဟောအဲ့ဒီနေရာမှာပညာတတ်ချင်တယ်ဆိုလို့ရှိရင်ပညာသင်ခွင့်ရတဲ့နေရာမျိုးကျောင်းကောင်းကောင်းရှိတယ်ဆရာကောင်းကောင်းရှိတယ်တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေကောင်းတဲ့နေရာပညာတတ်တွေကိုအလေးပေးတဲ့နေရာမျိုးဒါမျိုးရွေးရအဲ့ဒီနေရာမရွေးဘဲနဲ့တောင်းအောင်စနဘုတ်ထဲသွားပြီးဘာမှမသိတဲ့နလဘိန်းတုံးအတိုင်းဝိုင်းနဲ့သွားနေဘာပညာမှတတ်မှာမဟုတ်ဘူးရွေးချက်ပညာတတ်မယ်ဆိုရင်ကိုယ့်ရဲ့ပညာတော်တဲ့လူတွေရှိတဲ့ဆရာကောင်းသမားကောင်းတွေရှိမယ်တက္ကသိုလ်တွေရှိမယ်ကျောင်းတွေရှိတယ်ကောလိပ်တွေရှိတယ်ပညာသင်ခွင့်ရတဲ့နေရာကိုရွေးချယ်ပြီးတော့နေထိုင်ခြင်းဟာသူ့အတွက်အောင်မြင်ကြီးပွားဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလို့ဒီလိုပြောအောင်နောက်တစ်ခုကပညာတတ်ချင်တာမဟုတ်ဘူးကျမ်းမာရေးကောင်းကျင်တယ်ကျမ်းမာရေးကောင်းတဲ့နေရာမျိုးဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ရာသီဥတုလည်းကောင်းတယ်အစာအာဟာရလည်းကောင်းတယ်ဆေးရုံဆေးကန်းတက်ကြွတဲ့သမားတွေလည်းရှိတယ်ဆိုတဲ့နေရာမျိုးဟာကျမ်းမာရေးအတွက်အသင့်တော်ဆုံးနေရာတစ်ခုဖြစ်တယ်ပေါ့ဒါမျိုးရွေးချယ်ပြီးတော့နေထိုင်ဒါကျမ်းမာရေးအတွက်စီးပွားရေးအတွက်ပါလို့ဆိုလို့ရှိရင်လည်းစီးပွားရောင်းဝယ်ကောင်းတဲ့နေရာမျိုးဒီလိုနေရာမျိုးစီးပွားရေးပညာသင်လို့ရတဲ့နေရာမျိုးစီးပွားလုပ်လို့ကောင်းတဲ့နေရာမျိုးလူရွေးချယ်ရနိုင်ငံခြားတိုင်းပြည်တွေကလာပြီးဗမာပြည်လာစီးပွားလုပ်တယ်ဆိုတာဒီနိုင်ငံမှာမထိမတိုးရသေးတဲ့တရားဇာတပစ္စည်းတွေလည်းရှိတယ်လူအရင်းမြစ်တွေလည်းရှိတယ်ဒီနေရာမှာထုတ်လုပ်စရာတွေအများရှိတယ်ဆိုတာဒီဒါတွေကြည့်ပြီးဗမာပြည်လာယင်းနှမြုံနှံတာဒါလည်းပฏิရူပပဲနော်ပฏิရူပအဲ့ဒါလို့သူ့နေရာနဲ့သူရွေးချယ်ပြီးတော့နေတတ်တာအဲ့တော့လောကမှာကြီးပွားတဲ့ပုဂ္ဂိုလ်တွေဟာသူ့နေရာနဲ့သူရွေးချယ်နေကြတာလည်းဒါဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူး
တရားဓမ္မသင်ယူခြင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေသိခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုလို့ရှိရင်လေဘုရားဘာသာထွန်းကားတဲ့နေရာစာသင်ပေးနိုင်တဲ့စာတတ်ပုဂ္ဂိုလ်တွေရှိတဲ့နေရာတရားထုတ်လို့ရတဲ့တရားပြရိပ်သာတွေရှိတဲ့နေရာဒီလိုနေရာရွေးရမှာအဲ့တော့မြတ်စွာဘုရားဟောတဲ့ပฏิရူပဆိုတာတခုတည်းအတွက်မဟုတ်ဘူးနော်လူတယောက်ရဲ့ရည်ရွယ်ချက်အတိုင်းအကောင့်ထဲပေါ်ဖို့အတွက်ကိုယ်နဲ့တင့်တော်တဲ့နေရာကိုဖြစ်ချင်တာနဲ့အဝင်ခွင်ကြတဲ့နေရာကိုရွေးဖို့လို့ဒီလိုဆိုလို့တယ်ပေါ့သို့တော့စာပေကျမ်းကမှာတော့ဓမ္မအသိဉာဏ်ကိုဦးစားပေးပြီးတော့ပฏิရူပဒေသဆိုတာပရိသတ်၄ပါးရှိပြီးတရားဓမ္မဉာဏ်နာခွင့်ရတဲ့နေရာမျိုးလို့ထေရကျမ်းစာတွေမှာဒီလိုဖွင့်တာဟာဓမ္မနဲ့ပတ်သက်တဲ့ဖွင့်တစ်ခုပဲဖွင့်လိုက်တာပဲဖြစ်တယ်။ကျန်တဲ့နေရာတွေပฏิရူပဆိုတာအမျိုးစုံပဲရှိတယ်ပေါ့။နောက်ဆုံးမှာယန္တုနဲ့တိုက်ခိုက်တဲ့နေရာတောင်ပฏิရူပနေရာကောင်းရထားတဲ့ပုဂ္ဂိုလ်ကအနိုင်ရတယ်လေ။အသာစီးရကြားဖို့ကြမှာပေါ့။ဘီလုံးငှက်ကလေးနဲ့သိန်းတစ်ကောင်တို့ရဲ့တိုက်ပွဲလေးကိုကြည့်မယ်ဆိုရင်သိန်းတစ်ကောင်ကဘီလုံးငှက်ကလေးကအစာရှာတဲ့အမှတ်တမဲ့အချိန်မှာကောင်းကင်ကဝဲနေတဲ့သိန်းငှက်ကထိုးဆင်းလာပြီးဘီလုံးလေးကိုတုပ်လိုက်တယ်တုပ်ဖမ်းသွားတဲ့အခါကျတော့ဘီလုံးငှက်ကလေးကငါကူကလောလီတာကိုနေရာကိုမနေဘူးသူများနေရာနေလို့ငါအဖမ်းခံရတာငါနေရာဆိုရင် तू ငါ့ကိုဘာမှမတတ်နိုင်ဘူးငါနေရာကိုဆိုရင် तू ငါလုံးဝမကြောက်ဘူး तू ဂယုမဆိုင်ဘူးအခုငါနေရာမှားလို့ခံလိုက်ရတယ်ပေါ့ပฏิရူပဒေသမဟုတ်လို့ငါခံလိုက်ရတယ်ငါနေရာငါဆိုလို့ရှိရင်ဘာငှက်ကြီးလာဂယုမဆိုင်ဘူးနဲ့တွတ်ပြောနေတော့သိန်းကြီးကအော်မင်းနေရာဆိုရင်ငါမတတ်နိုင်ဘူးလို့ထင်တာအေးဘယ်မလို့မင်းနေရာဆိုထဲစာခဲကိုပြသွားအဲ့ဒီမှာလည်းမင်းကိုငါရအောင်ဖမ်းပြမယ်ဆိုအဲ့တော့သိန်းငယ်ကြီးကဘလုံးငယ်ငယ်လေးကိုလွတ်လိုက်တော့ဘလုံးငယ်ငယ်လေးကထဲစာခဲပေါ်တင်ပြီးတော့စိန်ခေါ်တယ်သူ့ကိုတတိရှိလာခဲ့ပေါ့ဆိုတော့မလောက်လေးမလောက်သားဘီလုံးငယ်ကငါ့ကိုစိန်ခေါ်ရမလားလို့ဆိုရင်ဒေါသတွေနဲ့တောင်ပန်ကိုရုပ်ပြီးအရှိန်နဲ့သိန်းငယ်ကြီးကထိုးဆင်းတယ်အနာနာလေးလည်းရောက်ရဟိုကောင်ကပလုတ်ဆိုပြီးတော့ထဲစာခဲအောက်ဝင်သွားတယ်အဲ့တော့ဘီလုံးငယ်ကြီးကဘီလုံးငယ်ကိုသိန်းငယ်ကြီးကဖမ်းမယ်လို့အားပြုပြီးထိုးဆင်းလိုက်တာအရှိန်လွန်ပြီးတော့ရင်ပတ်နဲ့ထဲသာခဲနဲ့တိုက်ပြီးတော့သိန်းငယ်ကြီးကသေပွဲဝင်သွားတယ်ဟောနိုင်လိုက်တယ်ကဲနိုင်လိုက်တယ်သူ့နေရာကျရင်သူကခရီးမဆိုင်ဘူးဆိုဟုတ်တယ်အဲ့ဒါမျိုးကိုဆိုလို့တယ်ပေါ့ပฏิရူပဆိုတာကိုယ်နဲ့တင့်တော်တဲ့နေရာတစ်ခုရတယ်ကိုကအသာစီးရတယ်လို့ဒီလိုဆိုလို့တယ်ပေါ့နော်အေးဒါကြောင့်မို့မင်္ဂလာတရားတော်တွေထဲမှာလည်းပฏิရူပဒေသဝါဒဆိုတာအလေးနဲ့ထားပြီးတော့ဟောတာဒီအဓိပ္ပာယ်ပဲပေါ့အောင်မြင်ကြီးပွားခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်တတ်ရရွေးချယ်ဆိုတဲ့အခါမှာခုနလိုကျမ်းမာရေးအတွက်လားစီးပွားရေးအတွက်လားပညာရေးအတွက်လားတခြားအတွက်လားကိုယ်ရွေးချက်ရှိတဲ့အတိုင်းရွေးချယ်သင့်တယ်လို့ဒီလိုနားလည်ရမှာပေါ့ဟောတာကလူလောကမှာအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ခုပဲဒါကိုတမ္ပတ္တိ7ပါးလို့ဒီလိုဟောတယ်ခဏိတိဒီအချက်ဟာ out of date မဖြစ်သေးဘူးနော် date out သွားတာမရှိဘူးခင်မိနေတော့မယ်ဒီတိုင်းပဲအောင်မြင်နေတော့မယ်နော်တိုင်းပဲအောင်မြင်ကြည်ပွားနေတော့ပฏิရူပကိုရွေးချယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာစီးပွားရေးလည်းအောင်ပါပဲပညာရေးလည်းအောင်ပါပဲကျမ်းမာရေးလည်းအောင်မြင်ပါပဲဓမ္မရေးလည်းအောင်မြင်ပါပဲဒီလိုဆိုလို့ပဲပေါ့နောက်တစ်ခုကတော့ဘာလို့ဆိုတပ္ပုရိတဝတယောသူတော်ကောင်းဆိုတဲ့အမိယသူတော်ကောင်းဆိုတာစိတ်ကောင်းနှလုံးကောင်းရှိပြီအကြံကောင်းဉာဏ်ကောင်းတွေကိုပေးနိုင်တဲ့ပုဂ္ဂိုလ်တွေတစ်ဖက်သားရဲ့ကြီးပွားတိုးတက်မှုလမ်းညွှန်မှုပြေးနိုင်တဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ရဖို့ဆိုရင်တော့သူတော်ကောင်းဟာဘုရားပဲပေါ့နိဗ္ဗာန်ရခြင်းတော့ဘုရားလို့ပုဂ္ဂိုလ်မျိုးနဲ့တွေ့ရအဲ့ဒီရောက်တစ်ဆင့်နဲ့ရင်ပိစိကဗုဒ္ဓတို့ရှင်သာရိပုတ္တရာရှမောက္ကလံတို့အဲ့ဒီရောက်တစ်ဆင့်နဲ့ရင်ဘုရားဟောတဲ့တရားတော်တွေကိုတက်ကြွနားလည်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလို့တယ်ပေါ့
အဲ့ဒီပုဂ္ဂိုလ်အမိရဖို့လိုအပ်တယ်သူကမှလမ်းညွှန်မှုပေးနိုင်ပညာသင်ခြင်းနဲ့ဆိုလို့ရှိရင်ပညာသင်ပေးခြင်းနဲ့လောကီပညာသင်ခြင်းဆိုလောကီပညာတတ်မြောက်အောင်သင်ပေးနိုင်တဲ့ဆရာကောင်းသမားကောင်းဟာတပ္ပုရိသသူတော်ကောင်းပဲသူ့အတွက်ဒီလိုဆိုလို့စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးအတွက်အထောက်အကူပြုနိုင်တယ်ငွေကြေးကိုထောက်ပံ့ကူညီပေးနိုင်တဲ့ကြံကောင်းညံကောင်းတွေပေးနိုင်တဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူ့အတွက်အမိကောင်းတစ်ခုပုဂ္ဂိုလ်ရေးရအမိကောင်းတစ်ခုကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးကြံဉာဏ်ပေးတဲ့ပုဂ္ဂိုလ်စေဝဒစာကုသပေးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာတပ္ပုရိသဝတ္တယအဲ့ဒါလို့သူ့အထာနဲ့သူ့ရဲ့မျှော်မှန်းချက်နဲ့သူတပ္ပုရိသဝတ္တယလူတော်လူကောင်းကိုအမိရှိရမယ်လို့ဆိုလို့နေရာကောင်းတစ်ခုတွင်နေုံနဲ့မရသေးဘူးအဲ့ဒီတစ်ခုတည်းနဲ့လက်ပတ်လို့မရဘူးနေရာကောင်းကိုနေထိုင်သည့်အတွက်ကြောင့်ခုနလူတော်လူကောင်းနဲ့စုံစည်းရတယ်လူတော်လူကောင်းအမိတွေရလာတယ်ဟောတဆင့်တက်လာတဲ့အောင်မြင်မှုအချက်တစ်ခုပဲဒီလိုဆိုလို့ပေါ့နော်ဒါတွေကစဉ်းစားကြည့်လိုက်မယ်ဆိုရင်ပြောမယ်ဆိုရင်ပฏิရူပဆိုတာလေ24ပစ္စည်းမှာပြောရင်ဥပနိဒယပစ္စယောတပ္ပုရိသဝတ္တယဆိုတာလေသူတော်ကောင်းလူတော်လူကောင်းအမိရတယ်ဆိုတာလည်းပဲဥပနိဒယပစ္စယောပဲအာကြီးတဲ့အထောက်အကူပြုတဲ့အကြောင်းတွေတနည်းအားဖြင့်ပြောမယ်ဆိုရင် external condition လို့ပြောတယ် external condition အပြင်ဘက်ကအကြောင်းအကူအညီအကြောင်းတရားတွေလို့ဆိုလို့လောကလူတွေကြီးပွားတိုးတက်ဖို့ရအတွက်အကူအညီအကြောင်းအရေးကြီးတယ်တရက်ပင်လေးစိုက်မယ်ဆိုရင်တရက်စီလေးကြီးဒီတိုင်းပလင်းနဲ့ထည့်ထားပဲပေါက်မလဲဘာအကူအညီလို့တော့မြေနဲ့ရေနဲ့အကူအညီလို့တယ်မြေရေရေရေ6သွေးနေတဲ့မြေကြီးထဲမှာစိုက်လည်းမရဘူးအစိုးရရှိမှရမယ်အဲ့တော့မြေနဲ့ရေနဲ့ဒီနှစ်ခုရဲ့အကူအညီရမှတရက်ပင်လေးကအမြင့်ကလေးသက်ဆင်းပြီးတော့အညောင်လေးထွက်လာမယ်ချိန်တိုင်ပွင့်နေသေးတယ်ဆိုတာဖြစ်လာအပင်ဖြစ်ပြီးတော့ပွင့်နေသေးတယ်ဟောတရက်ပင်ကလေးတောင်မှပဲအထောက်အကူတွေလိုအပ်တယ်မဟုတ်လားအဲ့ဒါလိုပဲတရက်စီလေးတောင်အထောက်အကူတွေလိုအပ်တယ်လို့ဘုန်းကြီးတို့တွေမှာလည်းပြင်ပအထောက်အကူတွေလိုအပ်တယ်မြေရည်နဲ့အလားတန်တူတဲ့နေရာကောင်းနော်နေရာကောင်းရှိရမယ်ပုဂ္ဂိုလ်ကောင်းအမိရှိရမယ်ဟောဒီကိုယ့်ကိုပြန်ကြည့်ငယ်တော့ဟုတ်လားကိုနေခဲ့တဲ့နေရာမွေးဖွားတဲ့နေရာအဲ့ဒါပฏิရူပကိုကြီးလာတဲ့နေရာအဲ့ဒီပฏิရူပမှာအမေအဖေဆရာသမားကိုဆုံးမသွန်သင်ခဲ့တာတပ္ပုရိသဝတ္တယအဲ့ဒီလိုမရဘဲနဲ့သွားကြည့်ပါလားအရင်အဆိုင်တောအုပ်ထဲမှာတိရစ္ဆာန်တွေကြားရောက်သွားရင်ဘယ်လိုနေမလဲသွန်သင်မဲ့လူလည်းမရှိဘူးအဲ့ဒီမှာမွေးမယ်ဆိုရင်ဘယ်လိုနေမလဲအဲ့တော့ကိုရောက်ပတ်ဝန်းကျင်မှာထောက်ကူတွေကြောင့်မလို့ကိုဟာကြီးပွားတိုးတက်လာတယ်လို့ဒီလိုပြောမှာအဲ့တော့နေရာကောင်းရွေးချယ်နေထိုင်ခြင်းရဲ့ပုဂ္ဂိုလ်ကောင်းအမိရခြင်းရဲ့ဒီနှစ်ခုသည်အပြင်ဘက်ကအထောက်ကူပြုတဲ့အကြောင်းနှစ်ခုပဲအပြင်ဘက်ကတည်းအထောက်ကူပြုရုံနဲ့မရဘူးအတွင်းကောင်းမှုလို့သေးတယ် internal condition အခြေအနေကောင်းမှုလို့သေးတယ်တစ်ဖက်သားကဘလောက်ကောင်းကောင်းဆိုပါစို့ကိုသားသမီးတွေရှိတယ်မိဘကဘလောက်ဆုံးမသားသမီးကမလိုက်နိုင်ဘာမှမရဆရာကဘလောက်သင်ပေးတပည့်ကမကြိုးစားရင်ပညာမတတ်ဘူးလေနှစ်ဦးနှစ်ဝပေါင်းဆက်ရမယ်တရားအတွင်းအပြင်နှစ်ခုစက်မိသွားမှရဒါမို့စက်ကဆိုတာလေပတ်နေရမယ်လို့ဆိုလို့နော်အပြင်ဘက်ကအထောက်အကူကလည်းရှိရအောင်မယ်ဒါဖြင့်အတွင်းအထောက်အကူဆိုတာအတွင်းရဲ့အခြေခံကပါဆိုပါစို့ခုနတရက်စီလေးကိုစိုက်လိုက်တယ်တရက်စီကပုတ်နေတယ်မြေဘလောက်ကောင်းကောင်းရေဘလောက်ကောင်းကောင်းနော်ဖာတလိုက်ဇာနဲ့တကယ့်ကိုမြေကောင်းရေကောင်းထဲမှာချစိုက်ကြည့်မအောင်မြင်တဲ့နုနေတဲ့တရက်စီပဲဖြစ်စေနော်ရင့်တော်လဲပျက်စီးနေတဲ့တရက်စီပဲဖြစ်စေပုတ်နေတဲ့တရက်စီပဲဖြစ်စေဘလို့လို့ပေါက်တယ်အတွင်းမကောင်းရင်လည်းပေါက်လို့မရဘူးပြင်ဘက်ကဘလောက်ထောက်ကူပြုမပေါက်တော့အဲ့တော့အတွင်းအကြောင်းလဲကောင်းမှုလိုအပ်သေးတယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့အတွင်းအကြောင်းကိုမြတ်စွာဘုရားကနှမျိုးဒီမှာဟောတာ
အတ္တသမ္မာပဏိတိအတ္တသမ္မာပဏိတိဆိုတာကိုကောင်းအောင်ထားတယ်ကိုကောင်းအောင်ထားတယ်ကိုကောင်းအောင်ပြုပြင်တယ်ဒီလိုဆိုလို့ပေါ့မိဘတွေဆုံးမတဲ့အတိုင်းလိုက်နာတာဆရာသမားတွေဆုံးမတဲ့အတိုင်းလိုက်နာဆရာတွေသင်ပြတဲ့အတိုင်းကြိုးစားတယ်လမ်းညွန်ပုဂ္ဂိုလ်အတိုင်းပဲကိုယ်တိုင်လျှောက်လန်းတယ်ကြိုးပမ်းဟောအဲ့ဒီလိုလောကကြီးဟာဒီတာမန်လူတွေမပြောနဲ့တိုင်းပြည်အုပ်ချုပ်နေတဲ့သမတတို့ဘုရင်တို့တောင် advisor ဆိုတာရှိသေးတယ်လေသူတို့လမ်းညွှန်ချက်ကိုလိုက်နာဖို့လိုအပ်သေးတယ်အဲ့တော့အပြင်ဘက်ကတည်းမရဘူးကိုယ်တိုင်လုံးဝမဲ့ကိစ္စတွေကိုကိုယ်တိုင်လုံးမှအတွင်းအကြောင်းကပါတော့အတ္တသမ္မာပဏိတိကိုကောင်းအောင်ပြင်နိုင်တဲ့စိတ်ဓာတ်ကိုယ်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်အရေးချင်းကိုမြင့်တင်တဲ့အဲ့ဒါလို့အတ္တသမ္မာပဏိတိဆိုတာဒီမလိမ္မာသေးရင်လိမ္မာအောင်ကိုစိတ်ကိုပြင်တယ်ပညာမတတ်သေးရင်ကိုပညာကြိုးစားတယ်ကြိုးစားအထောက်တယ်ဟောကျမ်းမာအောင်ကိုအကြံပေးတဲ့အတိုင်းနေထိုင်တယ်နော်စီးပွားတိုးတက်အောင်အကြံပေးတဲ့အတိုင်းလိုက်နာဆောင်ရွက်တယ်အဲ့ဒါတွေကအတ္တသမ္မာပဏိတိနိဗ္ဗာန်ရကျင်တယ်ဆိုလို့ရှိရင်ဆရာသမားတွေသွန်သင်ပြသတဲ့အတိုင်းတရားဓမ္မကိုလိုက်နာကျင့်ကြံကြိုးကိုအထောက်တယ်အတ္တသမ္မာတိကိုချင်းသီလမကောင်းသေးဘူးဆိုရင်ကောင်းအောင်လုပ်တယ်တရားတရားမကောင်းဘူးဆိုရင်ကောင်းအောင်ကြိုးစားတယ်တရားတရားတွေမြင့်တင်ပေးတယ်သီလကိုမြင့်တင်ပေးတယ်တုဒ္ဒဆိုတဲ့တရားနဲ့ပတ်သက်တာတွေကိုမြင့်တင်ပေးတယ်စာကစွန့်လွတ်မှုတွေရှိတယ်ပညာအသိပညာတွေမြင့်တင်ပေးတယ်အဲ့ဒါလို့ကိုယ်တိုင်ကလှုပ်ခြင်းလိုက်နာခြင်းကြိုးစားခြင်းတွေဟာအတ္တသမ္မာပဏိတိပဲကိုယ်တိုင်ကလိုက်နာမှကိုယ်တိုင်ကကြိုးစားမှအောင်မြင်တယ်ဆိုတာဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ကိုယ်ကမလုပ်ရင်မရအဲ့ဒါကိုယ်တိုင်လှုပ်ခြင်းသည် internal condition လို့ခေါ်တယ်အောင်မြင်မှုအတွက်အတွင်းအကြောင်းတစ်ခုပဲအဲ့ဒါလို့မလုပ်ရင်မရနောက်တစ်ခါအားကြီးတဲ့အကြောင်းတစ်ခုကဘာလို့ဆိုရင်ပုပ္ပိစကတပုညတာလူတယောက်အခြေအနေကောင်းဖို့ဆိုတာဟုတ်လားခုခေတ်စကားနဲ့ပြောအိုင်ကျူတို့အီးကျူတို့မြင်ဖို့လိုတာပေါ့မွေးတဲ့ကဆွမ်းအားနာမကြမွေးလာရင်ဘယ်လိုလုပ်ပညာသင်မွေးတဲ့ကနော်အုံနောက်ကြက်မပြေခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ဇီကာဗိုင်းရပ်စ်နဲ့တွေ့လို့အုံနောက်ကြီးကမမှန်ဘူးဆိုရင်လည်းဘယ်လိုလုပ်အဲ့တော့အတွင်းအကြောင်းအရာတွေကဓမ္မအရေးကြီးတာပုဗ္ဗေစကတပုညတာဆိုအတိတ်ဘဝတုန်းကလည်းကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရဒါဖြစ်ဖို့လည်းလိုသေးတယ်အတွင်းအကြောင်းဆိုလို့နော်ကဲရှင်းရှင်းလေးစဉ်းစားကြည့်လူတယောက်ကျမ်းမာဖို့ဆိုတဲ့နေရာမှာကြည့်အစာအာဟာရတွေကောင်းကောင်းစားလို့လူကျမ်းမာတယ်ဆိုတာလည်းရှိတယ်ကဲအတွင်းကျမ်းမာရေးအာဟာရဓာတ်တွေချို့တဲ့တယ်ဆိုတာလည်းရှိဟုတ်ပြီလူတယောက်ဟာခန္ဓာကိုယ်ပုံမှန်ဘလောက်ပဲကျမ်းမာအာဟာရဓာတ်ကိုလုံလောက်အောင်မရဘူးဆိုလို့ရှိရင်ဒီလိုကပိန်ချုံလာကျမ်းမာရေးထိခိုက်လာမှာဘလောက်ပဲတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အာဟာရဓာတ်ပြေဝအောင်မစားရဘူးဆိုလို့ရှိရင်သူကချို့တဲ့ဒါကြောင့်ဗီတာမင်ချို့တဲ့တယ်တို့ဘာလို့ပြောကြတာမဟုတ်လားဘာဓာတ်တွေချို့တဲ့နေတယ်နဲ့ဆိုအဲ့ဒါဘာတော့ပြင်ဘက်ကထောက်ကူတာလိုနေလို့ဟုတ်ပြီတချို့ကြတော့မကြမ်းမမာတော့အတွင်းကိုကလက်ခံနိုင်စွမ်းမရှိဘူးအဲ့မှာအာဟာရဓာတ်တွေဘလောက်ပြည့်အောင်ဆေးကောင်းဝါကောင်းတွေထည့်ပေးတော့လဲအတွင်းကအခြေအနေတွေမကောင်းတော့ဘူးဆိုရင်လည်းဘယ်လိုမှကျမ်းမာလာမှာမဟုတ်တော့ဆိုလိုတာကအတွင်းလည်းကောင်းရမယ်အပြင်လည်းကောင်းမှဒါမှကျမ်းမာတယ်ဆိုတာဖြစ်နော်နှစ်ခုပေါင်းရတယ်လို့ဆိုလိုတယ်အပြင်ဘက်ကအစာလည်းကောင်းရမယ်လူကိုယ်ခံကလည်းကောင်းနေရမယ်ဒီနှစ်ခုပေါင်းစပ်လိုက်မှကျမ်းမာတန်ဆွမ်းခြင်းဆိုတာဖြစ်ပေါ်တယ်အခုလည်းပဲဒီတိုင်းပဲနော်ပြင်ဘက်ကအကြောင်းအရာတွေကပฏิရူပဒေသဝါဒသင်တဲ့အရောက်မှနေတယ်တပ္ပုရိသဝတ္တရားလူတော်လူကောင်းအမိရတယ်ဆိုတဲ့အပြင်အကြောင်းဘလောက်ပဲကောင်းအတ္တသမ္မာပဏိတိကိုပြုပြင်မှုကြိုးစားမှုလုံလထုံးမှုမရှိဘူးဆိုရင်မအောင်မြင်ဒီပုဂ္ဂိုလ်ကြည်ပွားနိုင်မှု
ပုဗ္ဗေသကတပုညတာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးဆိုလို့ဘဝမွေးလာကြတဲ့ကကြောင်တောင်မွေးလာလို့ရှိရင်ဘလို့မှလည်းထိတ်တန်းရောက်မှာမဟုတ်ဘူးဟောဒီလိုဆိုလို့တယ်ပေါ့အေးကို့အတွင်းပိုင်းကအတ္တသမပဏိတိကိုလည်းပြင်ဆင်မှုရှိတယ်ပုဗ္ဗေသကတပုညတာပင်ကိုအခြေအနေကလည်းကောင်းတယ်အပြင်ကလည်းပဲပฏิရူပသင့်တော်တဲ့အရာမှနေတယ်တပ္ပုရိသဝတ္တယလူတော်လူကောင်းအမိကောင်းလေးရလိုက်တယ်ဆိုရင်ဒီအကြောင်း၄ချက်နဲ့ပေါင်းစပ်မိသွားပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာတုံလို့ကြီးပေါ်တိုးတက်သွားမှာပဲလို့အဲ့ဒီထဲမှာအရေးကြီးဆုံးကဘာလို့ဆိုရင်အတ္တသမပဋိဋ္ဌိလို့ပြောကိုပြုဖြစ်နိုင်ရဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်ကိုပေါ်မှာမူတည်တယ်လို့ဆိုတာလူတယောက်ဟာအဲ့လိုမြတ်စွာဘုရားကဟောတယ်ပฏิရူပေဝတေဒေတိမင်းကြီးပွားတိုးတက်ခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းစပ်ပါသမ္မာပဏိတိတမ္ပန္နောကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ္ပိပုံညကတောနရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ဉံယတောဂိတ္တိဒုက္ခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာအောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအားလုံးသူစီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆိုလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဏိတိဟာအရေးကြီးဆုံးပဲကိုမြင့်တင်ပေးဖို့လိုအပ်တယ်တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောက်သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်စာကတုတ္တမရှိသေးဘူးဆိုရင်တုတ္တရှိအောင်ကြိုးစားစာကမရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစားပညာမရှိသေးဘူးဆိုပညာဆိုလိုတာပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်ရမယ်လုံလဝိရိယစိုက်ရမယ်ပညာတွေသင်ရမယ်စိဘဥစ္စာတိုးတက်ကြောင်းဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်တာအတ္တသမပဏိတိပဲဖြစ်တယ်ပေါ့အဲ့ဒီအတ္တသမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါလူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုဏ်တူပွယ်တူတွေရလို့စိစိမ်ဥစ္စာတွေတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တသမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူ့ရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့သည့်အတွက်ကြောင့်လူစင်မီတဲ့ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကဘာတော့အတ္တသမပဏိတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းပါတယ်ဒါပေမဲ့ပြင်းတယ်မကြိုးစားဘူးနော်ချိန်ကြလက်ဖိတ်ဆိုင်ထိုင်တယ်ချိန်ဖြုံးတယ်စီးပွားရှာမှပြင်းတယ်အလုံးလုံးမှပြင်းတယ်ဘယ်တော့မှမကြည်ပါဘူးလေနော်ကြည်ပွားတိုးတက်မှုဆိုတာမရနိုင်အချိန်ရှိသမျှမျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှာတယ်အလုံးလဲကြိုးစားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာထိတ်တန်းကိုရောက်လာစာရီများများဖတ်တယ်ပညာတွေများများရအောင်စီးပူးအထောက်တယ်အဲ့ဓာတွေအားလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကျန်တဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ်ပေါ့သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လာအတ္တသမပဏိတိမလှုပ်ရှားလို့ရှိရင်ဘလောက်ပဲတင့်တော်တဲ့နေရာနေငပြင်းဟာငပြင်းမယ်နော်ဘယ်လိုပဲလူတော်လူကောင်းနဲ့ပေါင်းပြီးဘလောက်ပဲဆုံးမငပြင်းဟာငပြင်းမယ်အတ္တသမပဏိတိမရှိရင်တော့ကြီးပွားတိုးတက်မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန်တိုင်ပဲလို့ဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလူလောကမှာစီးပွားရှာတာတိုးတက်မှုတစ်ခုရခဲ့တာလေးကိုပုံမြင်လို့ပဲသဘောထားခြင်းထားတကယ်
တစ်ချိန်တစ်ခါတော့ကလူလောကမှာဖြစ်ခဲ့တဲ့အရာလေးခဏခေတ်မှာလည်းအဲ့ဒါမျိုးတွေအများကြီးရှိပါမှတ်တမ်းတင်တာမတင်တာဒါပဲကွာနော်မြတ်စွာဘုရားဟောထားတဲ့ဇာတကစတိုရီတွေကဇာတကဝတ္ထုဒေသနာတွေကမြတ်စွာဘုရားကပုံမြင်အနေနဲ့ဟောတာမဟုတ်ဘူးအတိတ်ဘဝတုန်းကသူကိုယ်တိုင်ကြုံခဲ့တဲ့ဘဝဇာလန်းလေးတစ်ခုကိုဟောပြတယ်အိန္ဒိယနိုင်ငံဗာရာဏသီမြို့မှာဒီတထေတူရှိတယ်အဲ့ဒီတထေကအင်တာမအသိပညာရှိတယ်ထက်မြက်တယ်စီးပွားရှာတတ်တဲ့နေရာမှာလည်းပဲအကြံကောင်းဉာဏ်ကောင်းတွေသိတယ်အဲ့ဒီတထေကတနေ့တော့သူကတထေတွေဟာဘုရင်စီကိုအခါစားဝင်ကြရတယ်အဲ့ဒီခက်ကအခါစားဝင်သွားရင်လမ်းမှာသူဘာတွေ့တော့ဆိုရင်ကြွက်သေးလေးတစ်ကောင်တွေ့တယ်ဟောကြွက်သေးလေးတစ်ကောင်တွေ့တော့သူ့နောက်ကလိုက်လာတဲ့လူကိုပြောတာဟေးဒီကြွက်သေးလေးရမယ်အသေးအဖွဲလေးပဲတကယ်ကိုစီးပွားရေးအမြင်ရှိတဲ့ကောင်တစ်ကောင်ဟာဒီကြွက်သေးလေးကိုအရင်နှိပြုတ်ပြီးတော့စီးပွားရှာလိုက်မယ်ဆိုရင်တထေးဖြစ်နိုင်တယ်သူပြောသွားတာနော်သူ့နောက်ကလူပြောတာဒီကြွက်သေးလေးကိုစနစ်တကျအသုံးချပြီးတော့စီးပွားရေးမျက်စိရှိမယ်ဆိုရင်ဒါလေးကိုအရင်လုပ်လိုက်တယ်ခုခေတ်တော့ကြွက်သေးတဲ့တန်မိုးရှိတဲ့တောင်အရင်မလုပ်ဘူးတော့ကလူတွေမမှုနော်တလောက်လေးကြွက်ကလေးတစ်ကောင်သေးနေတာလေးကို तू ကအရင်နှိပြုတ်ပြီးတော့စီးပွားရှာလိုက်မယ်ဆိုရင်အောင်မြင်ကြီးပွားသူဖြစ်နိုင်တယ်လို့ပြောသွားတယ်အမတ်တမဲ့လမ်းသွားရင်လူတယောက်ကကြားလိုက်တယ်ကြားလိုက်တော့ဟာသူဟာအောင်မြင်နေတဲ့တထေးတယောက်ပဲမဟုတ်တာတော့မပြောတော့ဘူးငါစမ်းကြည့်မယ်ဆိုကြွက်သိလေးကောက်ယူသွားခုခေတ်တော့ဘာဗိုင်းရပ်စ်ညာဗိုင်းရပ်စ်တွေကြောက်ချင်းကြောက်နေမှာနော်ဘာပိုးညာပိုးတွေအဲ့ပဲကြွက်သိလေးကောက်ယူသွားပြီးကြောင်မွေးတဲ့အိမ်ကြီးရောင်းလိုက်တယ်တပြားပိုးရပြားတပြားလေးရငွေလေးတပြားရတယ်ဆိုတော့အဲ့ဒီခေတ်ကငွေပေါ့နော်အဲ့ဒီရတဲ့ငွေလေးကို तू ကအဲ့ဒီရေအိုးလေးတစ်လုံးဝယ်ပြီးတော့ရေအိုးပေါ်ပေါ်လေးဝယ်ပြီးရေခတ်ယူသွားပြီမြို့တကားဝကနေသွားဆောင်ပန်းဥယျာဉ်တွေကနေပန်းပွင့်နေပန်းပင်တွေပန်းတွေခူးပြီးတော့လာတဲ့ပန်းကုံတွေတွေပေါ့မြို့ထဲမှာပန်းရောင်းကြမဲ့လူတွေပန်းတွေခူးလာကြတဲ့လူတွေအဲ့သူတို့ကအမောပြေရေတစ်ခွက်စီတိုက်တယ်ရေတောက်ပါအောင်ရေတောက်ပါအောင်နဲ့တော့ဟိုလူတွေကကျေးဇူးတင်တာရေလေးတစ်ခွက်တောက်ပြီးတဲ့အခါပန်းလေးတစ်ဆုပ်တစ်ဆုပ်သူပေးသွားအဲ့ဒီပန်းလေးကိုသူဈေးသွားရောင်းလိုက်ငွေတစ်ချက်ရခုနကြွက်ကလေးနဲ့ရေဝဲရေအိုးလုတ်လိုက်ရေအိုးလုတ်ပြီးသူကခုနကပန်းခုလာတဲ့လူတွေတိုက်နောက်ရကြတော့ဘယ်ထိလိုက်သွားတော့ဆိုအဲ့ဒီပန်းခုတဲ့ပန်းဥယျာဉ်ထီအောင်လိုက်သွားတယ်သူလိုက်ပြီးတော့အမောပြေရေတိုက်တယ်ထညက်ခဲလေးကျွေးတယ်ဒုက္ခကသေးစားပေါ့နော်ကျေးဇူးတင်တဲ့ဟိုလူတွေကပန်းကြုံတစ်ချုံကိုတော်လောက်ပဲခွင်ကျန်တာကဲမင်းပါမင်းခူးယူတော့ဆိုပေးထားခူးတယ်ပန်းတွေအကုန်လုံးအများကြီးရပန်းတွေအများကြီးရတော့အဲ့ဒီပန်းတွေကိုဈေးပို့လိုက်တာငွေ၈ကျပ်ရသွားကစုတယ်သူကနောက်ရက်အဲ့ငွေတဲ့ပွဲပြန်တယ်ထညက်ခဲတို့ရေတို့စီမံပြီးတော့ဘာလုပ်လဲလို့ဆိုအဲ့ဒီငွေလေးကနေပြီးတော့အရင်တီထားပြီးငွေရှာလိုက်တာငွေစုမိလာတဲ့အချိန်လေးမှာတနေ့ကျတော့လေကြီးမိုးကြီးကြအခုလဲယွန်နုဆိုတာလာလေဦးမယ်နော်လေကြီးမိုးကြီးကြလေကြီးမိုးကြီးကြလာတဲ့အခါကျဘုရင်ဥယျာဉ်ထဲမှာတစ်ပင်နေတစ်ကိုင်းနေကျိုးနော်လေကြီးမိုးကြီးကြတစ်ကိုင်းနေကျိုးတော့သူကစောစောသွားဥယျာဉ်မှုကခေါင်းကိုက်နေတယ်ဒါတွေဘယ်လိုလုပ်ရှင်းရမှမသိဘူးဥယျာဉ်တွေကတစ်ကိုင်းကျိုးတွေဘာတွေရှင်းကျင်တယ်ပေါ့သူရှင်းကျင်တော့သူ့ကိုဒီတစ်ကိုင်းတွေပေးမလားပေးရင်သူရှင်းမမယ်လို့ဆိုအဲ့လူကအမခံအဲ့ဒီမှာကလေးတွေလူငယ်တွေကစားဝိုင်းရှိကစားဝိုင်းသွားပြီးတော့ထညက်နဲ့ရေနဲ့တိုက်ပြီးတော့လာကြပါငါကြီးတို့
လောက်အားပေးကြတာမှဥယျာဉ်တွေကတစ်ကိုင်းတွေဆွဲထုတ်မယ်ဆိုကလေးတွေခေါ်ပြီးတော့တစ်ကိုင်းတွေအကုန်ဆွဲထုတ်ပြီးအပြင်ဘက်မှာပုံထားတယ်အဲ့ဒီလိုပုံထားတဲ့အချိန်မှာအိုးဖုတ်မဲ့လူတွေကအိုးဖုတ်ဖို့ရထင်းရှာကြတဲ့အခါကျတော့အဲ့ဒီထင်းကိုလာဝယ်တော့ငွေ16ကျပ်ရလိုက်တယ်သူကအိုးက9လုံးလက်ဆောင်ပေးသွားသေးတယ်ဟောအဲ့ဒါနဲ့သူဟာပတ်စံလေးတော်တော်စုမိသွားတဲ့အခါကျမိတ်ဆွေဖွဲ့တယ်ကုန်းလန်းကကုန်းတယ်တွေကုန်းလန်းမှာအလုပ်လုပ်တယ်ကုန်းလန်းကလာမဲ့ကုန်းတယ်တွေနဲ့ပတ်သက်ပြီးတော့တာဝန်ခံအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေရေလန်းကလာတဲ့ကုန်းတယ်တွေနဲ့ပတ်သက်ပြီးဆက်သွယ်ပြီးအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့မိတ်ဆွေဖွဲ့ပြီးသူတို့စီကသတင်းရအောင်သူကယူတယ်ထညက်လေးကျွေးရေလေးတိုက်နဲ့မိတ်ဆွေဖွဲ့ခုခေတ်ဆိုရင်တော့ကော်ဖီပေါ့နော်ဒါသူခေတ်နဲ့သူတိုက်တာခုခေတ်လွယ်ပါတယ်ကော်ဖီတိုက်လိုက်ပေါ့ကော်ဖီတွေမကဘူးလေတိုက်ကြမှာပဲခုခေတ်ကတော့အရေးဟူသမျှအကုန်လုံးတိုက်မိတ်ဆွေဖြစ်အောင်အဲ့ဒီမှာကုန်းလန်းကမိတ်ဆွေတငယ်ချင်းကသူ့ကိုသတင်းပေးတယ်လက်ဖြင့်အကြရင်နဲ့မြင်း900ရောက်လိမ့်မယ်ကုန်းတယ်အယောင်းဝယ်လုံးမဲ့မြင်းနေ900မြင်းကုန်းတယ်တွေရောက်လိမ့်မယ်ဆိုအဲ့ဒါနဲ့သူကမျက်ရိပ်တဲ့လူတွေစီသွားပြီးတော့ထညက်နဲ့ရှည်နဲ့ပေးတဲ့အခါကျတော့ဟိုလူတွေကသူ့ကိုမျက်တစ်ထုံးစီပေးသွားပြီးသူကဘာပြောတော့ဆိုရင်ခမည်းတော်တဲ့ဟိုတခုဂရိပေးပါကျုပ်ရဲ့ကျေးဇူးတရားနဲ့ခမည်းတော်ဂရိတခုပေးပါကျုပ်စီမှာဟိုမျက်ရိပ်တဲ့လူက900ဆိုမျက်ထုံး900သူရလိုက်တယ်သူ့အိမ်ကိုပို့ပေးကြတယ်အဲ့တော့ကျုပ်မယောင်းမချင်းခမည်းတော်မယောင်းပါနဲ့ဟိုလူတွေကမသိသေးဘူးမြင်းနေလာမယ်ဆိုတော့ဟိုလူတွေကသတင်းမရဘူးသူကသတင်းရထားပြီးပြီအဲ့တော့မြင်းကုန်တယ်တွေမြင်းနေနဲ့လာကြပြီဆိုတဲ့အခါကျတော့မြင်းစာရှာလိုက်ဝယ်သူကမှမယောင်းတဲ့အခါကျတော့သူ့အိမ်ကလာမျက်ထုံး900အရင်ရောင်းဟောပတ်စံတွေရလိုက်ပြန်ပြီသူကမျက်ထုံးတွေရောင်းပြီးပတ်စံတွေရအဲ့ဒီလိုနဲ့ပတ်စံတွေဟာစုမိလာငွေထောင်ချီပြီးတော့စုမိလာတဲ့အခါကျတော့သူကလူဆိုတာဂုဏ်သိက္ခာရှိလှုပ်တတ်ဖို့ကလိုလာတော့ယထာတစင်းကိုငှားတယ်သူကငှားပြီးတထေးကြိုက်ဖမ်းရအောင်မှာပေါ့လူအထင်ကြီးအောင်ငှားပြီးတဲ့အခါကျဝေရှိချက်နဲ့ယထာတစင်းငှားပြီးဒီကုံရောင်းကုံဝယ်လှစ်သင်းမောတွေစိုက်တဲ့စိတ်ကန်းသင်းမောစိတ်ကန်းကိုတွားပြီးတော့စခန်းချအဲ့ဒီမှာနောက်ကလူတွေဘာတွေငှားပြီးတော့သူ့ရဲ့ပြေးတွေဘာတွေငှားမှာပေါ့သူဆေးတွေဘာတွေငှားပြီးအဲ့ဒီမှာနေပြီးတော့ခုနရေလမ်းမှာအလုပ်လုပ်တဲ့လူကသူ့ကိုသတင်းပေးတယ်မကြခင်သင်းမောတွေစိုက်တော့မယ်နိုင်ငံခြားလာမဲ့သင်းမောတွေစိုက်လိမ့်မယ်ဆိုသူကအဲ့ဒီမှာအဲ့ဒီအလုပ်လုပ်တဲ့လူတွေကိုတွားပြီးတော့ခဏအပေါင်နဲ့ယူလာတဲ့လက်စွပ်တကွင်းကိုပေးပြီးတော့ဒီသင်္ဘောပေါ်ပါတဲ့ကုန်ပစ္စည်းတွေဟာသူကလွဲလို့ဘယ်သူမှမယောင်းပါနဲ့ဆိုတဲ့ဂတိတောင်းထားပြီးသူကဆယံရိုက်ပလိုက်တယ်အဝေးကြီးကျန်တဲ့လူတွေကသင်္ဘောရောက်မယ်ဆိုတာသတင်းမရသေးဘူးသူကရပြီဆယံရိုက်ထားလိုက်တယ်ဆယံရိုက်ထားပြီးတော့သူကအဲ့ဒီမှာစခန်းချပြီးတထေးကြိုက်ဖမ်းတယ်သင်္ဘောလည်းဆိုင်လာရောကုန်တယ်တွေအရှိုးလာတဲ့အခါကျတော့သင်္ဘောကကုန်တွေကိုလိုချင်ကြတယ်မရဘူးဆယံပေးထားတယ်အားလုံးဒီလူစီမှာအကုန်လုံးဆယံပေးထားတယ်ဆိုအဲ့တော့သူစီသွားလက်ထိုးကြရပြန်တယောက်ကိုကုန်တယ်100ကတယောက်ကို1000သူ့ကိုပေးသူတို့လည်းမျှပါပေါ့အဲ့တော့သူကမျှမယ်သူ့ကို1000ပေးလိုက်ကုန်တယ်100ကနေ1000ပေးသွားပြီသူကနေပြီးတော့ကုန်တွေကိုသူ့ခွင့်ပြုချက်နဲ့ယူခွင့်ပေးလိုက်တဲ့အခါတစ်ခါထပ်ပြီးတော့သူ့ကိုပေးသွားကြပြန်တယ်နောက်ထပ်1000စီအဲ့ဒါနဲ့သူဟာငွေ3သိန်းစုမိသွားတယ်ဟောသိန်းချီပြီးတော့ငွေတွေရသွားအဲ့ဒီမှာသူကကျေးဇူးသိတတ်တယ်4လအတွင်းမှာငွေ3
သိမ့်ချီရတော့ကျွတ်သေးလေးကနေစပြီသူတပြားမှမရှိဘူးနော်ကတပြားမှရှိတဲ့ဟာမဟုတ်ဘူးကျွတ်သေးလေးကနေအရင်တီးပြီးတော့ဆိုလိုက်တာငွေသိမ့်ချီရတဲ့အခါကျတော့အဲ့ဒီငွေတွေကခွဲပြီးတော့ခုနတထေးစီသွားတယ်တထေးသွားပြီးတော့တထေးမင်းရဲ့ကျေးဇူးပါကျွန်တော်ဟာအခုငွေဘလောက်အမြတ်ရပါပြီဆိုတော့ပေးတဲ့အခါကျတထေးကအော်ဒီလူတဲတော်တဲ့လူပဲဆိုပြီးတော့သူ့ကိုအိမ်မှာအရွယ်ရောက်တဲ့သမီးနဲ့ပေးစားပြီးတထေးသမက်တောင်ဖြစ်သွားတယ်အဲ့ဒါလို့ဖြစ်သွားတာနော်အဲ့ဒါဘာဖြစ်လို့လဲဆိုအတ္တသမပဏိတိပဲလေအတ္တသမပဏိတိလောက်တကိုင်းတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလို့ကြိုးစားသွားလိုက်တာအောင်မြင်ကြီးပွားသွားတယ်ဆိုတာသုလတိဋ္ဌိဇတ်ဒီတိုင်းပဲရှင်းလင်းဟောကြားထားတာရှိတကယ်လက်တွေ့နော်အောင်မြင်ကြီးပွားခဲ့ဘူးတယ်ဆိုတာဒီစာရကစရိုဒီကလာတဲ့ပုံဝတ္ထုလေးကိုမြတ်စွာဘုရားကဘာဟောတော့ဆိုဒီဝတ္ထုကြောင့်အပကေနပိမေတာဝီပါပတေနဝိသက္ခနောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့အရင်ဒီဥစ္စာနည်းနည်းလေးနော်ယဉ်နှီးတဲ့ငွေလေးကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးယဉ်နှီးပြီးတော့ကိုယ့်ကိုချီးပွားတိုးတက်လာအောင်လုပ်တယ်တဲ့မိခဲသေးသေးလေးကိုလောင်စာတွေထည့်ပြီးတော့မိတော့ကြီးဖြစ်အောင်လုပ်တယ်လို့ပဲသူ့ကိုယ်သူကြီးပွားတော့အောင်လုပ်နိုင်တယ်အဲ့ဒါလို့လှုပ်တတ်ရမယ်လို့သူဟောတာနော်အဲ့ဒါလို့လှုပ်တတ်တယ်ဆိုတာမန္တလေးမြို့မှာလူငယ်တယောက်တွေ့ဘူးတယ်သူမိဘတွေကပဲခွဲဆက်မှာလှုပ်တာပဲခွဲဆက်လှုပ်တာအဲ့လူငယ်ကသူကအယောင်းဝယ်အမှန်တမ်းဝါသနာပါတာငယ်ငယ်လေးတွေကနေဟိုနာပစ္စည်းလေးယူဒီနာအကျွေးယူပြီးဟိုရောင်းအမြတ်ကလေးနဲ့လည်းရစုအကျွေးယူဟိုရောင်းဟိုနာဒီနာကနေရွှေ့ရောင်းတဲ့အယောင်းလေးနဲ့သူကငွေကြေးစုပြီးတော့တက်ကတူတက်တဲ့အခါသူကိုယ်ပိုင်ကားစီးပြီးတော့တက်တယ်အဲ့ဒီကလေးမန္တလေးမြို့မှာရှိခဲ့ဘူးတယ်တကယ်ရှိခဲ့ဘူးတယ်သူ့နာမည်တွေပဲတော့မသိဘူးလူတော့တွေ့ဘူးတယ်သူကားလည်းစီးဘူးတယ်အဲ့ဒါသူ့ဘာသူစုဆောင်းပြီးတော့ဝယ်တဲ့ကားတဲ့သူမိဘတွေကပြောမိဘတွေကဝယ်ပေးတာမဟုတ်ဘူးသူ့နာမည်တော့ဘာတော့မမှတ်မိတော့ဘူးသူဟာအိမ်တော်ရာနာကပဲအဲ့တော့တကယ်ရှိခဲ့အဲ့လိုတော်တဲ့ပုဂ္ဂိုလ်လေးတွေကိုယ့်ကိုကြီးပွားတိုးတက်အောင်လုပ်တော့ကြီးပွားတိုးတက်အောင်လုပ်တတ်အဲ့ဒီလိုမလုပ်ဘဲနဲ့လက်ဖေးဆိုင်ထိုင်လက်ဖေးအိုးတွေကအရက်ကလေးငှဲ့တော့ရေနွေးတော့မဟုတ်ဘူးလက်ဖေးအိုးတွေအခုကလက်ဖေးအိုးထဲမှာရေနွေးမရှိတော့ဘူးဓာတ်ဘူးထဲလည်းရေနွေးကမရှိတော့ဘူးဒီပြင်အရေတွေရောက်ကုန်ပြီနဲ့တူအဲ့ဒါလိုနဲ့တဏီကုံချိန်ဖြုံးဘောလုံးပွဲကြည့်နေဆိုဘယ်လိုလုပ်ကြည်ပွားမှာတော့ကြည်ပွားနိုင်ဘူးအဲ့တော့လောကလူငယ်လူရွယ်တွေမကြည်ပွားတာဟာအစိုးရအပြစ်ချလို့လည်းမရဘူးဘယ်သူမှအပြစ်ချလို့မရဘူးအတ္တသမ္မာပဏိတိပြက်နေတယ်လို့ပဲပြောမှာပဲဖြစ်တယ်ပေါ့နော်ဘယ်သူမပြုတ်မိမိမှုဆိုတာကိုကြိုးစားမှပဲကြည်ပွားတိုးတက်တယ်တခြားနိုင်ငံလူတွေဘာလို့ကြည်ပွားတိုးတက်နေကြချိုးစားကြဒါကြိုးစားကြအဲ့ဒါလို့ကြိုးစားမှမကြိုးစားတဲ့လူကဟိုလူအပြစ်တင်ဒီလူအပြစ်တင်လျှောက်တင်းနေမှာပဲနော်အဲ့ဒါလို့အပြစ်မတင်မဲနဲ့ကိုကြိုးစားရမယ်အတ္တသမပဏိတိရှိအောင်ကြိုးစားရမယ်ဆိုတာလူတိုင်းမှတ်သားနိုင်ယူပြီးအောင်မြင်ကြီးပွား14ပါးဆိုတာတတိထားပြီးတော့ကြိုးစားအထောက်လို့ရှင်တို့တွေဟာအောင်မြင်ကြီးပွားမှုကိုရနိုင်တယ်လောကီစီးပွားမှာသာအောင်မြင်ကြီးပွားမှာမဟုတ်ဘူးလောကုတ္တရာဘက်မှာလည်းပဲတို့တွေတရားဓုတရားမြတ်ရကျင်လို့ရှိရင်ဒီအတိုင်းပဲလုပ်ရမှာပဲဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်မကြိုးစားရင်ဘာတစ်ခုမှမရဘူးကြိုးစားလို့ရှိရင်ကြိုးစားကဘုရားဖြစ်ဆိုတဲ့ဗမာစကားအတိုင်းပဲကြိုးစားလို့ရှိရင်အထွတ်ထိပ်ထီအောင်ရောက်နိုင်တယ်ဆိုတာကိုစီမှတ်ပြီးတို့တွေအစွမ်းကုန်မြင့်ပြီးအတ္တသမပဏိတိကိုကောင်းအောင်ပြုပြင်လို့အောင်မြင်ကြီးပွားဖို့အတွက်ကိုယ့်ပေါ်မှာမူတည်တယ်ကြိုးစားအထောက်ကြမယ်ဆိုတဲ့တဏိဋ္ဌာန်ချပြီးမြတ်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း